Hello ဒီနေ့ကတော့မင်းကတော့ငပိရည်လေးရယ်ကစွန်းညွန့်ကျော်လေးရယ်နဲ့ဒီမှာတို့စရာအစုံနဲ့ထမင်းစားပါမယ်ရှင်အရန်ကိုစားခြင်းနေတဲ့မင်းကတော့ငပိရည်ပေါ့နော်အဲ့ဒါနဲ့လုံးဝကိုပြစ်ပြစ်နဲ့ငါးနဲ့ပစုံမီးဖုံလေးတွေနဲ့လုံးဝကိုပြစ်ပြစ်နဲ့ကွာပစုံမီးဖုံလေးတွေနဲ့ငါးနဲ့ချက်ထားတာအဲ့ဒါနဲ့တို့စရာအစုံနဲ့ကစွန်းညွန့်ကျော်နဲ့စားပါမယ်ရှင်ကဲပြုံးနဲ့တူတူလိုက်စားကြပါဦးနော်လက်ကဆေးပြီးသားနော်လုံးဝပြပြနေနေလေးချက်ထားတာဒါတွေကတော့ဒီနေ့ကတော့အပြုံးယောက်ျားလက်ရပေါ့နော်အပြုံးကအလုပ်သွားနာအိမ်မှာချက်ထားပေးတာချက်ပဲမွေးတော့တယ်အနက်နဲ့တော့အရင်စားခြင်းလုံးဝမွေးနာပဲဒါပစုံမီးပုံလေးတို့စရာကတော့အစုံပဲစီးတဲ့ကနေတို့စရာအစုံဝယ်လာတာဒါပူတိပြုတ်လုံးဝကိုထိမိကွေ့နေရဒါကျင်းငါဒီဒါလေးကိုအစိမ့်တူရတာပိုကြိုက်တဲ့ခတ်တက်တက်လေးပြောင်းရတော့ဒီလိုငပိရင်နဲ့တို့တရားနဲ့စားရဘာဟင်းမှမလို့ရဒါပန်းကော်ပီပြုတ်ဒါစီးရဲဝင်လာတာအောင်ဒါလေးကတော့ငါပြောဘူးပြုတ်ဒီမှာကျတော့တို့စရာလေးတွေပါလေးတွေဝယ်မယ်ဆိုအစုံဝင်ဈေးထဲမှာ20ဘူးဆိုအစုံရတယ်ပေါ့နော်အရန်တော့မများဘူးရတယ်ဟိုကဆက်ဒီဆက်အစုံရတယ်ဘာလို့ပြလို့ဒီပြငပိရနဲ့တိုးစရာကောင်းမှုဆိုအပြုံးတွဲကတော့ဘာဟင်းမှမလို့ဒါလေးကတော့အဆက်ပြေကစွန်းညွန့်ကြော်လေးအားကြပါပြောရလေအကျဉ်းကားကြီးရခတ်တက်ရတာလေအစိမ့်တို့ရတာကြိုက်